ကောင်မလေးရဲ့မောင်လေးဟာမွေးကလေးကစပင်ဝါရောင်တစုပါလာခဲ့တဲ့အဖွားဖြစ်သူကတော့ဝမ်းသာအားရနဲ့ပဲဒီကလေးဟာချမ်းသာမဲ့ကံပါလာလို့ပြောခဲ့ဘူးတယ်ဒါပေမဲ့မောင်လေးဟာကြီးပြင်းလာတဲ့အခါပတ်ဝန်းကျင်မှာနာမည်ကြီးတဲ့လူမိုက်လေးဖြစ်လာခဲ့တယ်ကောင်မလေးအထက်တန်းကျောင်းတက်ရမယ့်နှစ်မှာတော့မျက်နှာလိုက်တက်တဲ့မိဘတွေကသူမကိုကျောင်းပေးထားတာနှမျောစရာပဲဆိုပြီးကျောင်းထုတ်ဖို့လုပ်ကြတယ်ကောင်မလေးကပညာသင်ဆုလျှောက်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲမောင်လေးဖြစ်သူကလယ်ပင်မှာကျိုးကွင်းစွပ်ပြီးအမဖြစ်သူကိုကျောင်းဆက်မထားပေးမချင်းနောက်ဆုံးမှမဟုတ်ဘူးလို့ချိန်တွေပြီးအကြက်ကင်တော့တာပဲမိဘတွေလည်းမောင်လေးရဲ့လုပ်ရက်ကြောင့်လမ်းဖြတ်သွားပြီးသဘောတူလိုက်ရုံကလွယ်လို့အခြားမရှိခဲ့ဘူးကောင်မလေးကလည်းမောင်လေးရဲ့မျှော်လင့်ချက်ကိုမပျက်စီးစေပဲတကြောင်းလုံးမှာတတိယအမှတ်အများဆုံးနဲ့ဒေတာတွင်အကောင်းဆုံးအထက်တန်းကျောင်းကိုတက်ခွင့်ရခဲ့တယ်ဒါပေမဲ့အတန်းဖော်တွေကသူမရဲ့မောင်လေးကိုကြောက်ကြတာကြောင့်ဘသူမှသူမနာမကက်ရဲကြဘူးတရက်မှာတော့ကောင်လေးတစ်ယောက်ကလူပုံအလဲမှာသူမကိုချေးရေးဆိုလာတယ်သူမကတော့စာကိုပဲအာယုံစိုက်ချင်တာမို့လို့ညင်ညင်တတပဲညင်းပယ်လိုက်တယ်နောက်တစ်စက္ကန့်မှာတင်မောင်လေးဖြစ်သူကရုတ်တရက်ပြေးထွက်လာပြီးအမဖြစ်သူကိုနောက်ခါမနှောက်ရှက်ဖို့အဲ့ဒီကောင်လေးကိုသတိပေးလိုက်တော့တယ်အဲ့ဒီကောင်လေးကလက်မလျှော့ပဲညကြရင်လမ်းကြားထဲမှာတွေ့ဖို့ကောင်မလေးကိုချင်းခဲ့ပြန်တယ်ညနေရောက်တော့မောင်လေးဖြစ်သူကသူမကိုဇလန်းကြားတဲ့ကိုတွားလိုက်ပြီဆိုတာကြားချင်းကောင်မလေးဟာချက်ချင်းပဲလိုက်သွားခဲ့တယ်ဒါပေမဲ့ရောက်သွားတဲ့အချိန်မှာတော့အဲ့ဒီကောင်လေးကမောင်လေးရဲ့ခြေထောက်ကိုဖက်ပြီးကောင်မလေးကိုပြောယုံသဘောနဲ့ပဲတွဲချင်ခဲ့တာပါလို့ဝန်ခံနေတာကိုမြင်လိုက်ရတဲ့ကောင်မလေးကဒေါသတကြီးရှောက်သွားပြီးမောင်လေးလက်ထဲကိုတမျက်စီကမ်းပေးလိုက်တယ်မောင်လေးကလည်းအမဖြစ်သူဘာဆိုလို့လဲဆိုတာချက်ချင်းသဘောပေါက်သွားတယ်မောင်လေးကတမျက်စီကိုမြှောက်လိုက်တာနဲ့ကောင်လေးလည်းလမ်းဖြတ်ပြီးထွက်ပြေးသွားတော့တယ်အဲ့ဒီနောက်ပိုင်းမှာကောင်မလေးကစာကိုပို့ပြီးစူးစမ်းခဲ့တယ်နောက်ဆုံးမှာတော့တကြောင်လုံးမှာအမှတ်အများဆုံးနဲ့ထိတ်တန်းတက္ကသိုလ်တစ်ခုကိုတက်ခွင့်ရခဲ့တယ်မောင်လေးကလည်းအမအတွက်အရန်ဂုဏ်ယူနေခဲ့တာပေါ့တရက်မှာတော့အမနဲ့မောင်နှစ်ယောက်အိမ်ပြန်ရောက်ပြီးမကြခင်မှာပဲဒေါ်လေးဖြစ်သူကသူ့သားကိုခေါ်ပြီးအိမ်ကိုလည်းပတ်ဖို့ရောက်လာတယ်ကောင်မလေးကကျောင်းမှာပထမရတယ်ဆိုတာကြားထားတဲ့ဒေါ်လေးကသူ့သားကိုအလကားကျူရှင်ပြပေးဖို့တောင်းဆိုလာတယ်ဒါပေမဲ့ကောင်မလေးကဒီဒေါ်လေးကိုအသေးအတန်မုန်းနေခဲ့တာဘာလို့လဲဆိုတော့အရင်ကမိဘတွေကိုသူမကိုကျောင်းမထားဖို့တိုက်တွန်းခဲ့တာဒီဒေါ်လေးဖြစ်နေလို့ပဲကောင်မလေးကညင်မို့လုံနေတော့မှပဲမောင်လေးကဒေါ်လေးယူလာတဲ့လက်ဆောင်တွေကိုမှောက်ခုံလမ်းပစ်လိုက်တယ်ပြီးတော့သူ့အမကိုကျူရှင်ပြခိုင်းချင်ရင်ပတ်စံပေးရမယ်ကျူရှင်ကတနာရီကိုဒေါ်လာ1000လို့ပြောချင်ပြောလိုက်ရောအဲ့လောက်ကြီးတဲ့ဈေးနှုန်းကိုကြားတော့ဒေါ်လေးလည်းသူ့သားကိုဆွဲပြီးချက်ချင်းပြန်ပြေးတော့တာပဲကောင်မလေးရဲ့အမတ်တွေနဲ့ဆိုကျူရှင်ပြရင်ပတ်စံများကြီးရနိုင်မှန်းသိတဲ့မိဘတွေကနွေရာသီကျောင်းပိတ်ရက်တစ်ခုလုံးကိုပုဂ္ဂလိကကျူရှင်ဆရာမအဖြစ်အလုပ်လုပ်ဖို့ဖိအားပေးကြပြန်တယ်ဒါပေမဲ့မောင်လေးကတော့ဒါဟာအမရဲ့လွတ်လပ်ခွင့်ကိုခေါင်းပုံဖြတ်တာပဲလို့ပြောခဲ့တယ်ပြီးတော့သူ့အချိန်ပိုင်းလုပ်တွေကနေစုဆောင်းထားတဲ့ပတ်စံအားလုံးကိုအမဖြစ်သူကိုပေးပြီးအလုပ်မလုပ်ပဲနွေရာသီကျောင်းပိတ်ရက်ကိုပျော်ပျော်ပါးပါးဖြတ်တန်းဖို့ပြောခဲ့တယ်မောင်လေးကသူမအပေါ်ဒီလောက်တောင်ကောင်းလိမ့်မယ်လို့မမျှော်လင့်ထားတာကြောင့်ကောင်မလေးဟာအရန်စိတ်လှုပ်ရှားဝမ်းသာသွားခဲ့ရတယ်မောင်လေးပေးတဲ့ပတ်စံကြောင့်ပဲသူမဟာလိုချင်တာမှန်သမျှဝယ်ယူရင်းအမတ်တရနွေရာသီကျောင်းပိတ်ရက်တစ်ခုကိုဖြတ်တန်းနိုင်ခဲ့တယ်နှစ်လကြာပြီးတဲ့နောက်မှာတော့ကောင်မလေးတက္ကသိုလ်စတက်ရမယ့်ရက်ကိုရောက်ရှိလာခဲ့တယ်။ကျောင်းဝန်းထဲကိုမဝင်ခင်မှာပဲမောင်လေးကသူ့ရဲ့နောက်လိုက်တပည့်တစုနဲ့ရောက်လာခဲ့တယ်။သူကအမဖြစ်သူကိုဒီနေ့ကစပြီးဒီတက္ကသိုလ်မှာသူ့လုံခြုံရေးအဆောင်လုံးမှာဖြစ်တဲ့အတွက်ဘယ်သူမှသူမကိုအနိုင်မကျင့်ရတော့ဘူးလို့ပြောလိုက်တယ်။ပြီးတော့သူ့တငယ်ချင်းတွေကိုကောင်မလေးရဲ့ခီးဆောင်အိတ်တွေကိုအဆောင်ခန်းထဲအထိတဲကူပေးဖို့အမိန့်ပေးခဲ့တယ်။သူမရဲ့အဆောင်ဖော်နှစ်ယောက်ကတော့သူတို့ကိုကြည့်ပြီးအရန်ကြောက်လန့်နေတာကြောင့်ဒါတွေကသူမမောင်လေးရဲ့တငယ်ချင်းတွေပါလို့ကောင်မလေးခမဦးကြောင်နဲ့ရှင်းပြနေရရှာတယ်။အဲ့ဒီချိန်မှာပဲနောက်ဆုံးဆောင်ဖော်တစ်ယောက်အခန်းထဲကိုရှောက်ဝင်လာခဲ့တယ်။တတိကြီးဆုံးရဲ့သမီးကလည်းဒီကျောင်းဆောင်မှာပဲလာနေလိမ့်မယ်လို့သူတို့လုံးဝမျှော်လင့်မထားခဲ့ကြဘူး။